ကျမတို့အစီအစိမ့်တွေပဲစားပြီးမှဤလာပြီဆိုရင်မိမိကြိုက်နေတဲ့အတီးအရွယ်တွေထည့်ပြီးမှဒီလိုမျိုးချက်စားကြည့်ကြရအောင်နော်အရန်ကိုစားကောင်းတဲ့သမင်းစားလဲအရန်မိန်တယ်ပပလီထားတဲ့ဝတ်သားတွေကိုထည့်မယ်ပြီးရင်ကျမတို့ချက်တွင်နေချက်တွင်ဖြူငရုတ်တီးငရုတ်ကောင်းတွေကိုစားအနေငယ်ထည့်ပြီးမှထောင်းထားတာကိုပြန်ထည့်မယ်ငံပြားရည်ထည့်မယ်မပြည့်နည်းနည်းလေးထည့်လိုက်တယ်ပြီးရင်ဒီလိုမျိုးအားလုံးတမအောင်နေပြီးမှကျမတို့ခဏလေးချက်ထားမယ်ဒီမှာအသားထည့်ရအရေးတွေထွက်ကုန်ပြီးမှဒီလိုမျိုးဖြစ်လာပြီဆိုရင်ကျမတို့ရင်နွေးအနေငယ်ထည့်ပေးမယ်နော်ပြီးရအဖုံးအုပ်ထားမယ်ရင်နွေးဆူလာပြီဆိုရင်ကျမကတော့ဒီယုံတီတီကတော့နည်းနည်းလေးမာတယ်ဆိုတော့ကျမယုံတီတီကိုအရင်ထည့်လိုက်တယ်ဆူလာပြီဆိုရင်မူနဲ့မုံညင်းဖြူရွက်ကိုပြန်ထည့်ပေးတယ်အတီးအရွက်ကတော့မိမိကြိုက်နေတဲ့အတီးအရွက်ထည့်လို့ရပါတယ်ပြီးရင်ဒါကဆန်လော်ထောင်းမုတ်ဖြစ်ပါတယ်ဆန်လော်ထောင်းမုတ်ကိုအနေငယ်ထည့်ပေးပါတယ်ကဲအခုတော့မမွေလေးနဲ့အရန်ကိုစားကောင်းတဲ့ဟင်းလေးရပါပြီပူပူနွေ့နွေ့ဒါလေးနဲ့ထမင်းစားပါတော့မယ်ဘိုင်ဘိုင် Yummy, yummy.